ဒီဟာဒီပရီးမီးယားလိဆိုဖလားအိုထရာဖို့မှာပြန်လည်နားခိုတော့မှာလားလက်ရှိချိန်မှာတော့ပရီးမီးယားလိမှာပွဲစဉ်9ထိကစားပြီးခဲ့ပြီးအသင်းကြီးချုပ်လည်းရလက်တွေရင်းရိုင်ခဲ့ကြသလိုအမတ်ပေးစရာအဆင့်ရက်တီချက်တွေလည်းပြောင်းလဲရှိခဲ့ပါတယ်။တင်းနီပရိသတ်တို့ကတော့ပွဲစဉ်9ပြီးမှမန်ချက်စတာယူနိုက်တက်ကပြန်လာပြီလို့ပြောလာကြပြီးဒါကလည်းအသင်းကြီးတွေထဲမှာအာဆင်နယ်နဲ့မန်ယူနိုက်တက်တို့သာအနိုင်ရခဲ့တာကြောင့်ဖြစ်ပါတယ်။မန်ယူနိုက်တက်ဟာ၃ပွဲဆက်အနိုင်ရလန်တဲ့အတူအဆင့်1ကနေအာဆင်နယ်အသင်းနဲ့6မှတ်အကွာအဆင့်6နေရာထိတက်လှမ်းလာခဲ့ပြီးပဲဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်ကယခုနှစ်ရာသီအစမှာရလက်တီဆုံရခဲ့ပြီးမြဲလေနောက်ဆုံးပွဲဒီမှာတော့၃ပွဲဆက်အနိုင်ရထားတဲ့ပြင်သူရင်ဆိုင်ခဲ့ရတဲ့သင်းတွေကလည်းမလောက်လေးမလောက်စားအသင်းတွေမဟုတ်ကြပါဘူး။ကလပ်ကပ္ပဖလားချန်ပီယံချက်စီကို2-2ရလန်နဲ့အိမ်ကွင်းအိုထရာဖို့မှာအနိုင်ယူထားတယ်လို့လက်ရှိပရီးမီးယားလိချန်ပီယံလီဗာပူးတို့ကလည်း2-2ရလန်နဲ့ဂျိုးဂျာနီတို့ရဲ့နာမည်ကျော်အိမ်ကွင်းအန်ဖီးလ်တီအနိုင်ယူပြထားရင်တမိုင်းကရှက်တကွဲရှုံးကျွေးတွေကိုပြန်ဆက်ပြခဲ့တာဖြစ်ပါတယ်။ဒါနေမကသေးပါဘူး။ United နဲ့တွေ့တိုင်းဒုက္ခလာလာကြီးပေးတတ်တဲ့ Brighton အသင်းကိုပါအင်ကွင်း Old Trafford မှာ4-2ရလနဲ့အနိုင်ယူပြီး Brighton နဲ့တွေ့ဆုံတိုင်းရှုံးပွဲဆက်နေမှုကိုရပ်တန့်ပြသွားခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ဘောလုံးလောကကဝေဖန်သူတွေလည်း United အသင်းကိုအာရုံစိုက်လာကြပြီဖြစ်တယ်လို့အမိုရင်ကိုတန်တရားဝင်ခဲ့သူအချို့လည်းနှုတ်ဆက်ကုန်ကြပါပြီ။ဒီနိုင်ပွဲတွေဟာကံကောင်းလို့ဒါမှမဟုတ်ပြိုင်ဘက်တွေညံ့လို့ရှာခဲ့တာမဟုတ်ပါဘူး။ဒါဟာနီးပြူဟာပိုင်းဆိုင်ရာတီချမှုစိတ်တပိုင်းဆိုင်ရာအားကောင်းမှုနဲ့လူငယ်ကစားသမားနဲ့ဝါရင်ကစားသမားတွေကြားဟန်ချက်ညီမှုတွေရှိလာတာတွေကြောင့်ရှာခဲ့တာဖြစ်ပါတယ်။အမိုရီဟာသူ့ရဲ့3-4-3ကစားကွက်ကိုပြောင်းလဲစရာမလိုဘူးလို့ပြောဆိုခဲ့တဲ့အတိုင်းဒီပွဲတွေမှာကစားကွက်ကိုမပြောင်းလဲပဲပွဲတွင်နီးစနစ်ပိုင်းဆိုင်ရာညှိနှိုင်းမှုတွေသာလုပ်ခဲ့တာထင်ရှားပါတယ်။ဒီရာသီမှာပုံမမြန်ဆန်ပြီးတိုက်ရိုက်ဆန်တဲ့ကစားပုံမျိုးပြလာသလိုပြီးခဲ့တဲ့ရာသီကတိုက်စစ်တီဆောက်ရမှာရုန်းကန်ခဲ့ရတဲ့အသင်းတစ်သင်းဟာယခုအခါပြိုင်ဘက်ရဲ့ကွင်းတစ်ဝက်လောက်ကိုပုံမမြန်ဆန်လွယ်ကူတဲ့လမ်းကြောင်းတွေနဲ့ချင်းကပ်လာနိုင်ခဲ့ပါတယ်။ကွင်းလေကစားသမားတွေရဲ့ထိန်ချုံနိုင်စွမ်းဘောလုံးကိုဖိအားပေးဖြတ်တောက်ရယူနိုင်စွမ်းနဲ့တိုက်စစ်အကူပြောင်းပိုင်းမှာပုံမမြန်ဆန်ကောင်းမွန်လာတဲ့အပြင်နောက်တန်းကစားသမားတွေရဲ့ကစားပုံကလည်းရခင်ရာသီတွေကထက်ပုံမတည်ငြိမ်လာတယ်ဆိုတော့ကင်းကနန်းတွေကတတ်သေးပါပဲ။ကိုပေးရနှုံနဲ့ပါလာတယ်လို့ကိုသမားကနေစိတ်ချရတယ်လို့ရှိနေပါပြီ။ဒါစူပလာစိန်ခေါ်မဲ့အသင်းတစ်သင်းအတွက်မရှိမဖြစ်လိုအပ်တဲ့အခြေခံအောင်မြစ်ပါ။တိုက်စစ်ကစားသမားတွေကြားမှာလည်းပုံမချိတ်ဆက်မိလာတယ်လို့ရခင်ရာသီတွေကလို့ဂိုးပေါက်ပျောက်ဆုံးနေတာတွေမရှိတော့ပဲတိုက်စစ်ကစားသမားတွေရဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့အဆုံးသက်ပိုင်းတွေကတိုးတက်လာကြပါတယ်။ဒါကြောင့်ဒီနေ့ရာသီရဲ့မန်ယူနိုက်တက်မှာမနစ်ခတဲ့တိတိတတ်တာတိုးတက်လာတာတော့အမှန်ပါ။နီးပြအမိုရီရဲ့တင်းကျပ်တဲ့စီမင်းစည်းကမ်းတွေအောက်မှာကစားသမားတွေဟာသူတို့ရဲ့အခန်းကဏ္ဍကိုကျေပြွန်အောင်စူးစမ်းနေတယ်လို့တကယ်လို့အပြောင်းလဲကြီးကြီးမားမားမဖြစ်ခဲ့ဘူးဆိုရင်ရလဒ်တွေကဒီအတိုင်းပဲဆက်လက်ကောင်းမွန်နေအောင်မှသိကြပါတယ်။ဒီတော့အခုရသည့်ပရီးမီးယားလိဖလားကိုယူနိုက်တက်စုကူးသွားနိုင်မလားလို့မေးလာရင်စုကူးသွားနိုင်တယ်လို့သာဖြေရမှာပါ။အကြောင်းကတော့ပြိုင်ဘက်တွေကိုကြည့်ပါ။မက်ဆီတီအသင်းဟာရလဒ်ပိုင်းမတည်ငြိမ်တယ်လို့လက်ရှိမှာသူတို့ပုံစံကအကောင်းဆုံးခြေနေမှာမရှိသေးပါဘူး။အာဆင်နယ်အသင်းကလည်းပွဲဆက်တွေများနေတယ်လို့ပရီးမီးယားလိအမှတ်ပေးဖလားရဲ့ဖိအားတံကိုမခံနိုင်ကြတာအရင်ရာသီတွေသက်သေးပါလီဗာပူးကလည်းရှခင်နှစ်တွေကတည်းတိတိတသားကိုခြေစွမ်းရော့ကျသွားပြီးနီးပြအာနီစလော့ပါဖိအားတွေခံစားနေရပြီးဖြစ်ပါတယ်ချက်စီးတင်းကလည်းပရိသတ်တွေကနာနီလို့နာမည်ပြောင်းပေးရလာအောင်ကိုနားလိုက်နေလိုက်ဖြစ်နေပြန်ပါတယ်ပွဲတွင်စီကမိုင်းချော်ရင်မှုကကလန်ကပချန်ပီယံတို့ကိုမလူလားအပဲအမှတ်ဆုံးရှုံးမှုတွေဖြစ်လာစေနိုင်မှာပါပြိုင်ဘက်တွေကဒီလိုမတည်မငြိမ်ဖြစ်နေချိန်မှာ United ကတော့3ပွဲဆက်အနိုင်ရလန်တဲ့အတူအသင်းသားတွေရဲ့စိတ်သက်ပိုင်းကလည်းအမြင့်ဆုံးရောက်နေတဲ့ပြင်ဥရောပပွဲစဉ်တွေလည်းမကစားရတာကြောင့်ကစားသမားတွေအတွက်အနားယူချိန်ပိုရထားပါတယ်။ဒါဟာအမှတ်ပေးဖလားမှာအားကုန်ပောက်ကွဲနိုင်ရန်အတွက်အခွင့်အရေးပေးလိုက်တယ်လို့ပါပဲ။ဒီတော့ပုံစံကောင်းတွေကိုပြန်လည်ရှာတွေ့လာခဲ့တဲ့သရဲနီတို့ဟာပြိုင်ဘက်တွေကိုနောက်ကောက်ချရင်ယခုနှစ်ရာသီပရီးမီးယားလိစူဖလားကြီးကိုသိမ့်ပိုက်သွားနိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။ကြည့်ရှုနေတဲ့ပရိသတ်တို့လည်းထင်မြင်ယူဆချက်တွေကိုပြောပြသွားခဲ့ကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။